ကဲအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel နေပြီးတော့ဘာလို့ပြန်လဲကြိုဆိုလိုက်ပါတယ်ခုမှထွက်ရှိလာရဲ့ Eva Legend Skin ဤဘန်ရဲ့အကြောင်းလေးရဲ့ဒီဘန်မှာသုံးဖို့အတွက်တုံငင်စကက်ကြော်ကိုတစ်ခါတည်းရအောင်ယူပြီးတော့ကျွန်တော်အနေနဲ့ဘာလို့လက်ပြမယ်ဤဘန်ရောက်ချင်းတန်းရတဲ့တုံငင်စကက်ကြော်နဲ့ Stat Skin တွေကိုရနိုင်မလားဆိုတာဘာလို့ကျွန်တော်နဲ့ဒီဗီဒီယိုမှာကြည့်မယ်ဗျာပထမဆုံးအနေနဲ့ဤဘန်ရဲ့ price view မှာကြည့်ရမယ်ဆိုရင်တော့ Legend Skin နှစ်ကောင်နောက်ထပ် skin တွေကတော့ Hanabi နဲ့ Moscow ရဲ့ All-Star Skin ရဲ့ Color Skin 3ကောင် Lucky Box Skin 5ကောင်ထပ်ပြီးတော့ပါမယ်။ကျန်တဲ့ skin တွေကတော့ဘယ်လောက်မြင်နိုင်မယ်။ Chong Star လို့လင်းရဲ့အမောလို့အများကြီးပါမယ်ဗျာ။ไอ้วันสกินมาဆိုတော့တကောင်လေးပါတယ်ကျန်တာရတော့ဘာမှမနေပဲ EBIT တွေပါညာတွေပေါ့ဗျာဒီဘက်မှာထပ်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ဒါလေးပေါ့ဗျာဒါလေးကတော့လူတိုင်းကြည့်မယ်လို့ထင်တယ်6ရက်တွင်ဒီ Eva Legend Skin ကိုရအောင်ယူမယ်ဆိုရင်တော့ဘာလို့ရဲ့ဒီအောက်ကနံပါတ်ကလေးကရွှေအောင်ဖြစ်ပြီးတော့ဘာလို့နေနေရ6ရက်ကုန်ပြီးသွားလို့ယူမယ်ဆိုရင်တော့ဘာလို့နေနေရတော့ဒီဝင်အောင်ဖြစ်သွားမှာပေါ့နော်ဒါကတော့ diamond ရှိပြီးတစ်ခါဖောက်တဲ့သူကတော့ရမှာပေါ့ဗျာthếဆိုရင်ကျွန်တော်ထပ်ပြီးတော့ Evan ဈေးတိုင်းမျိုးတစ်ချက်လောက်ကြည့်အောင် Evan ဈေးတိုင်းမှာဆိုရင်တော့ဘလို့ပေးတိုင်းမယ် Legend Skin တွေကတော့ exchange coin 1600နဲ့လေးရမယ် All-Star Skin တွေကတော့ exchange coin 800နဲ့လဲလို့ရမယ်ကျန်တဲ့ချောင်းစတက်လို့ဘာလို့ကတော့600နဲ့လဲလို့ရမှာဖြစ်ပါရဲ့ဗျဒါလေးကတော့လူတိုင်းစီမှာပေါ်နေတာဆိုတော့ဘလို့လဲသိမယ်လို့ထင်တယ်အဲဆိုတော့ကျွန်တော်တို့ထွေထူးသိမ့်မပြောဘဲနဲ့တုံကင်းတွေဘယ်လိုစုမလဲဆိုတာဗလားတို့ကကျွန်တော်တို့ထပ်ပြီးတော့တစ်ချက်လောက်လိုက်ကြည့်လိုက်ကြအောင်ပါဗျပထမဆုံးတုံကင်းဈေးသက်တာနဲ့ဝယ်လို့ရမယ့်နေရာတော့ဒီနေရာလေးပေါ့နော်ဘာလို့နေလဲပထမဆုံးတုံကင်းတကက်ကိုဒိုင်းမွန်10လုံးနဲ့ဝယ်လို့ရမယ်ဒါကတော့90ရာခိုင်နှုန်းဒီစကောက်ပေါ့နော်ထပ်ပြီးတော့ဒီမှာဝယ်လို့ရ50ဒီစကောက်ရှိမယ်ဒိုင်းမွန်49လုံးနဲ့တုံကင်းတကက်ထပ်ပြီးတော့ဝယ်ရမယ်အောက်ထပ်တစ်ခုရှိရဒိုင်းမွန်89လုံးနဲ့တုံကင်းတကက်ရမယ်ဒေးတော့လင်းဒိုင်းမွန်50နဲ့1တော့ရပါမယ်ကျွန်တော်အနေနဲ့ဒိုင်းမွန်89လုံးနဲ့ပဲဒီမှာတကယ်ဝယ်လိုက်တယ်ကျန်တာကတော့ဒီမှာဆိုရင်ဒိုင်းမွန်3နဲ့ဘာလို့က3ကက်ရရှိမယ်ဒိုင်းမွန်180နဲ့2ကက်ရမယ်နောက်တစ်ခုကဘာလို့နေနေရအားဒါလေးဝယ်ရင်ဘာလို့ဘေးမှာမြင်နေတိုင်းပဲကျွန်တော်ကြီး lucky number ဆိုပြီးတော့ဘာလို့မြင်တွေ့ရမယ်ဒါလေးကတော့ဘာလို့နေနေဒိုင်းမွန်နဲ့တုံကနေဝယ်ရင်ဘလို့နေနေရကန်ဆန်းလို့ရပါဗျာဒိုင်းမွန်ပြန်မရတောင်မှခွေဆွဲကင်လေးတော့ဘလို့နေနေပြန်ရမယ်လို့ထင်တယ်ကျွန်တော်နေရတော့ဒိုင်းမွန်လည်းတစ်ခါမှမရဘူးပါဘူးခုပြောကြံကြီးကဘာလို့နေနေဒီတုံရင်3ကက်ဝယ်မယ်ဆိုရင်တော့ဘာလို့က300ကုန်တာ2ခါဝယ်လို့ရမယ်180ဒိုင်းမွန်နဲ့ဝယ်ရ2ခါဝယ်လို့ရမယ်80ကိုလုံးကလည်း2ခါထပ်ပြီးတော့ဝယ်လို့ရပါတယ်ဗျဒိုင်းမွန်300နဲ့180ဝယ်ရတန်တရူနဲ့မတန်ပါဘူးเนาะဘာလို့တခြားစဉ်းစားကြည့်မှဆိုရင်တော့တကယ်ကိုမတန်တာပါเนาะနောက်ထပ်တစ်ခုကတော့ဒီညာလေးပေါ့เนาะဒီညာလေးကတော့ဘာအောင်နေနေရဒိုင်းမွန်100ဖြစ်ရင်တုံငင်တကက်ရမယ်ဘယ်လိုနေနေရဒိုင်းမွန်100ကို10ရက်ထိဖြစ်သွားရင်နောက်ဆုံး10ရက်နေမှာတုံငင်တကက်ရမယ်9ရက်မြောက်နေမှာ F ရဲ့ emoji တစ်ခုရမယ်2ရက်ဒိုင်းမွန်100ဖြစ်ရင်တော့တုံငင်တကက်ရမယ်ကျန်တာရတော့မော်ဆေးပလင်းနေပေါ့ဗျာကဲအဲ့ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာဆိုလဲဒိုင်းမွန်ဖြည့်လိုက်မယ်ဗျာအဲ့ဆိုရင်ကျွန်တော်အနေနဲ့တုံငင်တကက်ထပ်ပြီးတော့ရမယ်ဒိုင်းမွန်ကတော့6လောက်ဖြည့်လိုက်တယ်ဗျာအဲ့ဆိုတော့ကျွန်တော်အနေနဲ့ဒိုင်းမွန်ရှိရဆိုတော့ဒီတုံငင်ကိုဝယ်လိုက်မယ်300တန်တကယ်ဝယ်မယ်အပြင်180တန်တကယ်ဝယ်မယ်ဗျာအဲ့ဆိုရင်ကျွန်တော်အနေနဲ့ဘေးမှာတော့ lucky number ရတော့5ခုဖြစ်သွားပြီကျွန်တော်အနေနဲ့89လုံးထပ်ပြီးတော့တကယ်ဝယ်လိုက်မယ်ဆိုရင်တော့6ခုဖြစ်သွားပြီပေါ့ဗျာ lucky number များများလေးနဲ့ကန်ကောင်းရင်တော့ diamond နေရနိုင်ပါတယ်နော်ဒါကတော့ခုနက diamond 100ဖြစ်လို့တကယ်ရတယ်ကဲအဲ့ဆိုရင်ဘာလို့ရကြည့်တော့ဗျာကျွန်တော်အနေနဲ့စုစုပေါင်းတုံငင်ကတော့7ကက်တီးရှိနေပြီဒိုင်းမွန်3လိုက်ရတဲ့အယူတက်ကတော့ကျွန်တော်အနေနဲ့အစား100ကျော်ရှိရဲနောက်တော့6ထဲဆိုတော့900လောက်ပဲကျွန်တော်3လိုက်ရပါတော့ကဲအဲ့ဆိုရင်ကျွန်တော်တို့ပထမဆုံးပူပူနွေးနွေးလေးတန်တော့တစ်ခါလှည့်ကြည့်မယ်နော်ဘလို့မင်းတိုင်းပဲကျွန်တော်အနေနဲ့ကတော့ special skin elite skin တွေပေါက်တယ်ဗျာမွန်တို့အနေနဲ့ကလည်းဒီဘက်မှာတန်တော့တစ်ခါလဲရင် special skin ဒါမှမဟုတ် special တဲ့ကောင်းတဲ့ skin ပေးမယ်လို့ပြောထားတာအရှိအား event နဲ့ဆိုရင် epic skin ဒါမှမဟုတ် epic တဲ့ကောင်းတဲ့ skin တွေလို့ပြောထားတယ်ဒါပေမဲ့ဒီဘက်မှာမဟုတ်တော့သိပြီးရောမျောလင်းလို့တော့မရဘူးပေါ့နော်အဲ့ချိန်ခွိုင်းနေနေရတော့ကျွန်တော်ရရှိရတော့100 200 300နီးပါးတော့ကျွန်တော်ရတယ်300ဆိုရင်တော့မစိုးဘူးလို့ပြောလို့ရရင်တော့ဘာလို့တန်တော့2ခါလောက်လက်မယ်ဆိုရင်တော့ဗျာဘာအောင်နေနေရအမောစကင်လို့စတက်စကင်လို့ဆိုတော့ရနိုင်ပြီဗျာလူရင်တောင်မှပဲဘာအောင်နေနေရ1တော့2ခါ3ခါလောက်လက်ရင်တော့ရပြီပေါ့နော်ချောင်းပလိုလေးအနေနဲ့ကတော့ချောင်းရဲ့စတက်စကင်ကိုလက်လွတ်နိုင်မယ်လို့ရောမထင်ဘူးအားကြောင့်မလို့ဘာအောင်နေနေရကျွန်တော်တုံကင်နေယူသည်နည်းယူပြီးတော့ဒီမှာတန်တော့တစ်ခါလောက်လက်ကိုကြံပေးချင်ပါဗျာတို့အနေနဲ့ရဒိုင်းမွန်9လောက်ထပ်ပြီးတော့တက်နိုင်သေးနော်ဖက်စတန်တော့ကိုဒိုင်းမွန်900နဲ့လက်လို့ရပါသေးတယ်နော်အဲဆိုရင်ဘာအောင်နေနေရရှေ့မှာကျွန်တော်ပြောသည်နည်းလက်ရင်တန်တော့ရမယ်အဲ့ဒါပြီးဒီမှာဆိုရင်ဒိုင်းမွန်9နဲ့တန်တော့ထပ်ပြီးတော့လက်လို့ရမယ်ဆိုတော့ဘာအောင်နေနေတန်တော့2ကြိမ်လက်ချိန်ဝိုင်း600ရလို့ပဲဆိုရင်တောင်မှ1တော့2ခါ3ခါလောက်ပဲလက်ပြီးတော့ဘာလို့သဘောကျတဲ့
စတန်စကင်ဒါမှမဟုတ်အမောစကင်တွေကိုယူလို့ရမှာဖြစ်ပါတယ်ဗျအဲ့လိုမှမဟုတ်ဆိုရင်တော့ဘလို့အနေနဲ့ကပတ်စွမ်းပတ်စလီကိုစောင့်လို့ရရနော်ချစ်ရကျွန်တော်ပြတ်ပြတ်သွားတဲ့နီးရတော့စတန်စကင်တွေအမောစကင်တွေကိုတန်းပြီးတော့လိုချင်တဲ့ဗလာတွေပြတ်ပြတ်ပြသွားပါဗျဒိုင်းမို့အရင်မတက်နိုင်တဲ့ဗလာတွေကတော့ပတ်စွမ်းပတ်စလီကိုစောင့်ဖို့ကျွန်တော်နေပြောချင်ပါတယ်ဗျပတ်စွမ်းက29ရက်နေ့မှာလာပြီးတော့ပတ်စတူကတော့9ရက်နေ့မှာရောက်ရှိလာမှာပါဗျကဲအဲ့ဆိုရင်ဘယ်လောက်နေနေရကျွန်တော်ပြောသလိုပဲဖောက်မလားဒါမှမဟုတ်ပတ်စွမ်းပတ်စတူရဲစောင့်မလားဆိုတော့ဘရိုတက်နိုင်တဲ့ဘောမူတီယာပေါ့နော်အကောင်းဆုံးကတော့ဒိုင်းမွန်တက်တာတဲ့ပတ်စွမ်းပတ်တူလီပဲစောင့်ပြီးတော့ဖောက်ဖို့ကျွန်တော်နေပြောချင်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုတွေဒီမှာတင်ဆောင်းသလိုက်ချင်ပါတယ်ဗျအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြအတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်ပါ